ဒီတော့တမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဟိဝါဆလမ်အမိန့်ရှိတယ်ယာဂျုဂျ်မာဂျုဂျ်တွေကတဲ့သူတို့နေတိုင်းနော်ယာဂျုဂျ်မာဂျုဂျ်တွေနေတိုင်းနဲ့အဲ့ဒီတိုင်းကြီးကိုဖောက်ဖို့အတွက်သူတို့ကြိုးစားနေတယ်နေတိုင်းသူတို့ကြိုးစားနေအဲ့လိုနဲ့မနက်ကနေကြိုးစားရင်နဲ့ညနေမှာသူတို့ကဒီတိုင်းကြီးဖောက်တဲ့လုပ်ငန်းပြီးစီးကန်ဒီနည်းနည်းလေးထပ်ပေါက်ရင်ပြီးပြီဒါပေမဲ့နေဝင်သွားတော့သူတို့ခေါင်းဆောင်ကမနက်ပြန်ဆက်ပေါက်မယ်အဲ့ဒီလိုပြောတော့သူတို့နားလိုက်ကြနားပြီးမနက်ပြန်သူတို့ဆက်ပေါက်ဖို့လာတော့အဲ့ဒီဖောက်ထားတာတွေအားလုံးကငကူအတိုင်းပဲပြည့်ပြီးတော့ငကူတက်ထောင်ပို့ခိုင်မာနေတယ်နေတိုင်းအဲ့ဒီလိုဖြစ်နေတယ်သူတို့စူးစမ်းနေတာကမအောင်မြင်ဘူးတဲ့တရက်ဒီလိုအချိန်ရောက်လာမယ်သူတို့တွေကညနေသိမ်းတဲ့အချိန်မှာသူတို့ဒီလိုပြောလိုက်မယ်အင်ရှာအလ္လာငါတို့မနက်ဖြန်တော့ပြီးအောင်ဖောက်လိုက်မယ်အဲ့ဒီလိုပြောလိုက်တဲ့အခါမှာနောက်နေကြတော့အလ္လာရှိမတ်တခင်အားသူတို့ကိုမနေ့ကညနေအထိဖောက်ထားတဲ့အတိုင်းပဲအလ္လာရှိမတ်တခင်ထားတယ်နော်အဲ့ဒီဖောက်ရာတွေကိုပြန်မဖြစ်ဘူးတန်အနေနဲ့ပိုခိုင်မာအောင်လဲအလ္လာမလုပ်ထားဘူးဒီတော့အဲ့ဒီနေ့မှာတော့သူတို့လွေလိမ့်တကူဖောက်ပြီးတော့ဒီတိုင်းကြီးရဲ့အပြင်ကိုသူတို့ထွက်လာလိမ့်မယ်ထွက်လာပြီးအချိန်တိုလေးအတွင်းသူတို့ပြန်နှံ့သွားမယ်ကဘာကြီးမှာနော်သူတို့ရဲ့အရှိအတွက်ကတလောက်များမယ်နောက်ဆုံးလူတွေသူတို့ကိုဘလို့မှနော်တိုက်ခိုက်နိုင်မှာမဟုတ်ဘူးရင်းဆိုင်နိုင်မှာမဟုတ်ဘူးရတာတွေအကုန်စားမယ်လူတွေစားဖို့တောက်ဖို့အစားတောက်တွေပြက်လက်သွားမယ်ပင်လေးပင်တစ်ခုကိုဖြန့်ရင်အဲ့ဒီရေခမ်းလူနေပါသူတို့တွေတောက်ပလိုက်ကြမယ်နော်လောကရဲ့မြေပြင်မှာအဖျက်အမှောက်ဘောင်းစုံလုံးမယ်လူတွေကိုသူတို့အင်တန်အနိုင်ကျင့်တပ်ဖြတ်တာတွေလုံးမယ်နောက်ဆုံးလူတွေကိုသူတို့အနိုင်ယူနိုင်ပြီးဆိုပြီးအဲ့တော့သူတို့ကထပ်ပြီးဒီလိုကြွေးကြော်မယ်ငါတို့မူးကောင်းကင်ကအရှင်ကိုအနိုင်ယူမယ်သူတို့လက်ထဲမှာမြားပါလာမယ်အဲ့ဒီမြားနဲ့သူတို့မူးကောင်းကင်ကိုလှမ်းပစ်မယ်ပြစ်တဲ့အခါအလ္လာဟ်ရှမတ်တကယ်ကိုဒရတ်တော်နဲ့အလ္လာဟ်သွေးတွေသူတို့မြားပေါ်မှာထည့်ပေးလိုက်မယ်သူတို့ဂုံယူပြီးပြောမယ်မူးကောင်းကင်ကိုလည်းငါတို့အနိုင်ရသွားပြီဆိုပြီးတော့အမှန်တကယ်အဲ့ဒီသွေးတွေထဲမှာအလ္လာဟ်ရှမတ်တကယ် virus ပိုးတစ်မျိုးထည့်ပေးလိုက်တယ်အဲ့ဒီပိုးကသူတို့နှာခေါင်းနေလေချောင်းတွေကိုဝင်ပြီးတော့သူတို့ခန္ဓာကိုယ်ထဲမှာယောဂပယားတွေဖြစ်စေပြီးတော့နော်အဲ့ဒီယောဂနဲ့ပဲယာဂျုဂျ်မာဂျုဂျ်တွေအကုန်တည်ဆုံးသွားကြတယ်အဲ့ဒီမဖြစ်ခင်တမန်တော်အီဆာအလိုင်ဟိဝါဆလမ်ကယာဂျုဂျ်မာဂျုဂျ်တွေတောင်းညံ့နေတဲ့အချိန်အီမန်ရှင်တွေကိုခေါ်ပြီးတော့သူတို့တောင်ပေါ်စီကိုသွားမယ်နော်တမန်တော်အီဆာအလိုင်ဟိဝါဆလမ်အလ္လာဟ်စီမှာသူဟာတောင်းမယ်နော်ယာအလ္လာဒီယာဂျုဂျ်မာဂျုဂျ်တွေကိုအလ္လာဟ်ရှင်နော်ဖေရှားပြီးတော့မှုပါအေးယူတော့မှုပါဖြည့်ဆည်းတော့မှုပါအီဆာအလိုင်ဟိဝါဆလမ်ရဲ့ဒွါကိုအလ္လာဟ်ကဘူလ်လုပ်လိုက်တဲ့အဲ့ဒီကဘူလီယတ်ကအချောင်းကန်နဲ့အလ္လာဟ်ရှိမတ်တခင်အဲ့ဒီလိုပိုးတစ်မျိုးထည့်ပေးလိုက်တဲ့အဲ့ဒီပိုးဟာယာဂျုဂျ်မာဂျုဂျ်တွေရဲ့နှာခေါင်းပါးစပ်ကိုဝင်ပြီးတော့သူတို့တွေအားလုံးကူးဆက်ပြီးသူတို့တွေတည်သွားမယ်သူတို့တည်သွားပြီးတဲ့အခါဒုနီယာရဲ့မြေပြင်မှာမြေတကိုက်မြေတထွားနော်လွတ်မှာမဟုတ်ဘူးသူတို့အလောင်းနေပြည့်နှံ့နေလိမ့်မယ်အီဆာအလိုင်ဟိဝါဆလမ်သူဟာတောင်းမယ်အဲ့ဒီအခါအလ္လာဟ်ရှိမတ်တခင်ဟာဒီလိုအကောင့်နေဒီလိုငှက်တတော်ဝါတွေလွတ်ပေးလိုက်လိမ့်မယ်အဲ့ဒီငှက်တတော်ဝါတွေကလေဘင်းတွေကကလအုပ်တကဲ့သို့အရှိကြီးတယ်သူတို့တွေအားလုံးကအဲ့ဒီယာဂျုဂျ်မာဂျုဂျ်တွေရဲ့အလောင်းတွေကိုကိုက်ဖဲ့စားတောက်လိုက်လိမ့်မယ်အလ္လာဟ်တတ်မှတ်ထားတဲ့နေရာကိုသူတို့တွေရွှေ့ပြောင်းလိုက်လိမ့်မယ်နော်ဟာဒီသ်တော်မှာလာရှိတဲ့မွတ်စလမန်တွေရဲ့မွေးထားတဲ့တရိษံတွေကလည်းပဲအဲ့ဒီယာဂျုဂျ်မာဂျုဂျ်တွေရဲ့အသားတွေကိုစားလိမ့်မယ်သူတို့တည်သွားတယ်အခါအဲ့ဒီတရိษံတွေပူလို့တော့မှဝါဖြူလာလိမ့်မယ်လေးစားအတက်မိတ်ဆွေညီနောင်များခင်များနော်ဒီတော့ယာဂျုဂျ်မာဂျုဂျ်တွေပေါ်မဲ့အချိန်ကနော်တချာပြီးသွားပြီးတချာတပ်ဖြတ်ခံရပြီးနောက်ပိုင်းမှာယာဂျုဂျ်မာဂျုဂျ်တွေပေါ်ပေါက်လာမှဖြစ်တယ်အဲ့ဒီအချိန်မှာတမန်တော်အီဆာအလိုင်ဟိဝါဆလမ်လည်းလောကရဲ့မြေပြင်မှာရှိနေမှဖြစ်တယ်ဒီတော့ယာဂျုဂျ်မာဂျုဂျ်တွေရဲ့ဖစ်တနာအဆုံးသတ်ပြီးသွားတဲ့နောက်ယာဂျုဂျ်မာဂျုဂျ်တွေအားလုံးရှင်းလင်းပြီးသွားတဲ့နောက်လောကကြီးကလုံးဝအေးချမ်းသွားလိမ့်မယ်လောကကြီးဒီလောက်အထိအေးချမ်းသွားမယ်နော်လောကကြီးမှာနော်တိုက်ခိုက်မှုဆိုတာရှိမှာမဟုတ်လူတွေတယောက်နဲ့တယောက်မုန်းတိစိတ်ဆိုတာရှိမှာမဟုတ်ဟာဆတ်ဆိုတာပပျောက်သွားလိမ့်မယ်လူတွေအားလုံးမဟဘတ်နဲ့အေးချမ်းတဲ့ကဘာကြီးဖြစ်သွားလိမ့်မယ်လူတွေမပြောနဲ့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကတင်ပြခဲ့သလိုအစိတ်ရှိတဲ့မွေတွေကစီကနေအစိတ်တွေပါအလ္လာဟ်ရုပ်သိမ်းလိုက်မယ်နော်ခလေးတယောက်နဲ့မွေနဲ့အတူဆော့ကစားလို့မွေကခလေးကိုအန်တီရပြုမှာမဟုတ်ဘူးကြားတကောင်နဲ့ခလေးနဲ့ဆော့ကစားလို့ကြားကခလေးကိုအန်တီရပြုမှာမဟုတ်စိတ်အုပ်ထဲမှာဝမ်ပလီထွက်လိုက်လို့ဝမ်ပလီကစိတ်အုပ်ကိုအန်တီရပြုမှာမဟုတ်တလောက်တိဘာကတ်ချီလိမ့်မယ်စိတ်တကောင်ရဲ့နှုတ်တအိမ်လုံးတောက်လို့မကုန်ဘူးနွားတကောင်ရဲ့နှုတ်တမျိုးလုံးတစ်ရွှေလုံးတောက်လို့မကုန်ဘူးနော်ကလအုပ်တကောင်ရဲ့နှုတ်အုပ်စုကြီးတစုတောက်လို့မကုန်ဘူးနော်ဒီတိုင်းပဲ